မင်္ဂလာပါခင်ဗျကျွန်တော်အခုပြောပြပေးမယ့်အကြောင်းအရာက local function ကို choose function နဲ့ဘယ်လိုတွဲပြီးတော့အသုံးပြုရမလဲဆိုတာကိုပြောပြပေးမှာပါအခုမြင်တွေ့နေရတဲ့အတိုင်းဆိုရင်ကျွန်တော် code ရှိမယ် name ရှိမယ်ပေါ့နော်ကျွန်တော် local function ကိုကျွန်တော်တို့ပြန်ပြီးတော့အသုံးပြုကြည့်မယ်ထားပါတော့ဥပမာဆိုရင်ကျွန်တော်တို့က code ကိုရိုက်ထည့်မယ် name ကိုပေါ်အောင်လုပ်မှာပေါ့နော်အဲဒါဆိုရင်ကျွန်တော်တို့ကname ဆိုတဲ့နေရာမှာlocal function ကိုကျွန်တော်အသုံးပြုကြည့်မယ် local function သုံးပြီးမယ်ဆိုရင် local value ကဒီ code နံပါတ်ပေါ့နော်အဲဆိုရင် e2 ကိုကျွန်တော်တို့ select ပေးလိုက်ပြီး comma table array ဆိုရင်ကျွန်တော်ကဒီ table နှစ်ခုလုံးကို select ပေးလိုက်မယ် b2c နော်အဲဆိုရင် table array ပြီးသွားပြီပြီးရင် comma ခုတ်မယ်ပြီးလို့ရှိရင် column index number ဆိုရင်ကျွန်တော်တို့က name ကိုပေါ်ချင်တာဖြစ်တဲ့ကြောင့်မလို့ name က code ကစပြီးရေးမယ်ဆိုရင်ဒုတိယမြောက် column မှာရှိတဲ့အတွက်2ကိုနှိပ်မယ်ပြီးရင် comma true or false မှာ false ကိုပဲရွေးမယ် false နဲ့ 0 အတူတူပဲဆိုရင် 0 ကိုရွေးလိုက်မယ်ဒါဆိုရင် local function ပြီးသွားပြီ enter နှိပ်မယ်ပြီးလို့ရှိရင်ကုတ်နေမှာကျွန်တော်တို့1001ကိုရိုက်ထည့်မယ်ဆိုရင်အောင်ဆိုပြီးပေါ်လာတယ်ထားပါတော့ဥပမာဆို1002ရိုက်ထည့်မယ်ဆိုရင်မောင်ဆိုပြီးတော့ပေါ်လာတယ်ဒါကကျွန်တော်ကဒီကိုကြည့်မဲ့ table array မှာကုတ်ကကိုကြည့်မဲ့ table array မှာလည်းဒီကုတ်ကရှေ့ column နေရာနောက် column ကိုရဲ့ကို function ရိုက်ထည့်မယ်ဆိုတဲ့နေရာမှာလည်းကျွန်တော်ကကုတ်ကရှေ့ column ဖြစ်ပြီးတော့နေကဒုတိယမြောက် column ဖြစ်တယ်တကယ်လို့ဒါကျွန်တော်တို့ကတကယ်လို့ကိုအလုံးလုံးမဲ့ table ပေါ့နော်ကိုအလုံးလုံးမဲ့ table ကထားပါတော့ဒီလိုဖြစ်ခဲ့ရင် name column ကရှေ့ရောက်ပြီးတော့ code column ကနောက်ကိုရောက်သွားတယ်ပေါ့နော်ဒါမျိုးဆိုရင်ကျွန်တော်တို့ VLOOKUP function ကိုတခုတည်း VLOOKUP function တခုတည်းကိုအသုံးပြုလို့မရတော့ဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့ဒီရိုက်ထည့်မဲ့ code column ကနောက်ကိုရောက်နေပြီပေါ်မဲ့ name column ကရှေ့ကိုရောက်သွားပြီအဲ့တော့ကျွန်တော်တို့ကဒီမှာဆိုရင် VLOOKUP function တခုတည်းကို VLOOKUP function တခုတည်းပဲအသုံးပြုလို့မရဘူး VLOOKUP function နဲ့ choose function နဲ့တွဲပြီးတော့အသုံးပြုရမယ်ကျွန်တော်စပြီးတော့ VLOOKUP function ကိုကျွန်တော်ရိုက်ထည့်လိုက်မယ် VLOOKUP function ရပြီဒါဆို lookup value ညမှာဒီ code နံပါတ်ကိုပဲ select လုပ်မယ်ပြီးလို့ရှိရင် comma နေမယ် table array ညမှာကျွန်တော်တို့က choose function ကိုအစားထိုးပြီးတော့အသုံးပြုမယ် choose ပေါ့နော်choose function အသုံးပြုမယ်ဆိုရင် choose function မှာပေါ်လာတာက column index ညမှာ value 1 value 2ဆိုပြီးပေါ်လာ column index ညမှာရိုက်ထည့်ရမှာကကျွန်တော်တို့နှစ် column ပဲရှိတဲ့အတွက်ကြောင့်မလို့1,2 ဆိုပြီးရိုက်ထည့်ရမယ်ရိုက်ထည့်တဲ့ခါကျရင်ကျွန်တော်တို့ကဒီရိုက်ထည့်လို့မရဘူးတွန်ခွင်းကိုအသုံးပြုရိုက်ထည့်ရမယ်တွန်ခွင်းပြီး 1,2 ပြီးတွန်ခွင်းနဲ့ပြန်ပေးလိုက်ဒါဆိုရင် index number ပြီးသွားပြီဆိုရင်ကျွန်တော်တို့က comma ကုတ်မယ်ပြီးလို့ရှိရင် value 1 နဲ့ value 2မှာဆိုရင်ကျွန်တော်တို့က 1,2 ဖြစ်တဲ့အကြောင်းမလို့ကျွန်တော်တို့ကကိုရိုက်ထည့်မဲ့ code column ကိုအရင် select ပေးမယ်ပြီးရင် comma ကုတ်မယ် value 2နေရာမှာကိုပေါ်ချင်တဲ့ name column ကို select ပေးမယ်ဒါဆိုရင်ကျွန်တော်က choose function ပြီးသွားပြီပြီးရင် comma ကုတ်လိုက်လို့ရှိရင်ကျွန်တော်က VLOOKUP function နဲ့ပြန်ရောက်သွားပြီ VLOOKUP function နဲ့မှာဘယ်ထိရောက်သွားပြီလဲဆိုတော့ကျွန်တော်တို့က table array ထိပြီးသွားပြီ column index number ရိုက်ထည့်ဖို့ပဲကျန်တော့တယ်အဲ့ဒါဆို column index number ကတော့ထုံးစံတိုင်းပဲနောက် column များဖြစ်တဲ့ကြောင့်မလို့2ပဲရိုက်ထည့်မယ်ပြီးရင် comma ပြီးရင် true or false မှာ false ကိုပဲရွေးမယ် false နဲ့ 0 နဲ့အတူတူပဲဆိုတော့0ပဲရိုက်ထည့်လိုက်ပါရတယ်ဒါဆိုရင် VLOOKUP function နဲ့ပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့ဝင်ပေးလိုက်ပါဒါဆိုရင် alternate ကြည့်မယ်ကျွန်တော်ရိုက်ကြည့်အောင်1001ဆိုရင်အောင်ပေါ်တယ်အဲ့ဒါဆိုရင်1002ဆိုရင်မောင်เนาะအဲ့တော့ဒီနေရာမှာကျွန်တော်ထပ်ပြီးတော့ပြောပြချင်တာကဟိုကျွန်တော်တို့ဒီမှာပေါ့နော် choose function မှာကျွန်တော်တို့1,2 လို့ရိုက်ထည့်တယ်ဒါဆိုရင်ကျွန်တော်တို့ကအရင်ဆုံး c column select ပေးတယ်ပြီးရင် b column select ပေးတယ် c column ပါတယ်ဆိုတော့ကိုရိုက်ထည့်မဲ့ column b column ကကျတော့ကိုပေါ်ခြင်းတဲ့ column ဖြစ်တယ်ဟုတ်တယ်နော်အဲ့ဒါဆိုရင်နောက်တစ်မျိုးကျွန်တော်တို့သုံးပြုကြည့်အောင်ဒီနေရာမှာပေါ့နော်အဲဆိုရင်VLOOKUP function ပဲပြီးရင်local value နေရာမှာဒီကောင်ပဲ select ပေးလိုက်ပြီးရင် comma choose function နေရာမှာကျွန်တော်ဒီမှာတွန်းခွင့်ပြီးတော့ကျွန်တော်
တွန်းခွင့်ပြီးတဲ့ခါကျတော့ကျွန်တော်2.1လို့ရိုက်ကြည့်အောင်ခုနရိုက်ခဲ့တော့1.2လို့ရိုက်တယ်2အခုရိုက်မှာက2.1တွန်းခွင့်ပေးလိုက်ပြီးလို့ရှိရင်အဲ့ကြရင်ကျွန်တော်2.1ရွေးတာဖြစ်တဲ့ကြောင့်မလို့ကျွန်တော်တို့ကကိုရိုက်ထဲမဲ့ column ကိုအရင်မရွေးဘဲနဲ့ပေါ်ခြင်းတဲ့ column အရင်ရွေးပေးရတယ် B column select ပေးပြီး comma ကိုပြီးမှကိုရိုက်ထဲမဲ့ column ကို select ပေးပြီးခွင့်ပေးလိုက်ဒါဆိုရင် choose function ပြီးသွားပြီပြီး column index number 2 0 ခွင့်ပေးဒါဆိုလည်းမမောင်ကြတာအဲ့တော့ဒီမှာဘာကွာသွားလဲဆိုတော့ 1.2 နဲ့ 2.1 နဲ့ကွာသွားတယ်ပေါ့နော်အဲ့တော့ 1.2 ဆိုရင်တော့မှတ်ထားမှာကိုရိုက်ထဲမဲ့ column ကို select ပေးမယ်ပြီးမှကိုပေါ်ချင်တဲ့ column select ပေးပါတကယ်လို့ 2.1 ဆိုရင်တော့ကိုပေါ်ချင်တဲ့ column ကိုအရင် select ပေးပြီးမှကိုရိုက်ထဲမဲ့ column select ပေးဒီဟာပဲကွဲသွားတာပါကျွန်တော်အားလုံးတော့အတူတူပဲအဲ့တော့အားလုံးနားလည်မယ်လို့မျှော်လင့်ပါတယ်နောက်ထပ်လာမယ့်ဗီဒီယိုဖိုင်တွေမှာလည်းမိတ်ဆွေတို့အတွက်အကျိုးရှိမယ် Excel function တွေ Excel trick တွေနဲ့ Excel formula တွေကိုပြပြပေးသွားမှာပါအားလုံးကိုကျေးဇူးများတင်ပါတယ်